ကျွန်တော်နောက်တစ်ပုတ်နေနဲ့အိမ်မရတဲ့ညပေါင်းလေးဆိုတဲ့ချင်းလေးကျွန်တော်ဆွေးပြကြပါမယ်ဒီချင်းကျွန်တော်ငယ်လေးကတည်းကကျွန်တော်အရင်ကြိုက်ခဲ့တဲ့အချင်းလေးပါဒီချင်းကိုကျွန်တော်တို့ unplus style လေးနဲ့ကျွန်တော်ဆွေးပြပါမယ်မပြေတာလေးတွေတော့ပြောပြခြင်းနဲ့အချစ်ကလေးရဲ့ဟိုအချောင်းမျိုးမျိုးကြောင့်ကွယ်တို့နေရာကွယ်သွားမှာကိုဆိုတဲ့ရင်နာစရာစကားတွေလည်းမပြောရတာကိုမေးအသိပဲရင်နာစရာအပြုံးတွေနဲ့ချစ်ရသူမှမောက်တယောက်တည်းကိုအိမ်မရတဲ့ညပေါင်းတွေလဲရခဲ့ပြီနေကြမယ်တကယ်ဆိုရင်ချင်တာတဲ့လုံးရှိကြမယ်လူတိုင်းပဲအရင်ရမသေးကြတဲ့အချစ်မျိုးကိုမလိုလားတဲ့စင်မပြေတာလေးရှိရင်တော့ပြီးခံနိုင်ကောင်းမယ်အချောင်းမျိုးမျိုးကြောင့်ကွယ်ချစ်သူတွေကွယ်သွားတာဘာကြောင့်လဲနိုင်တာလေးကွယ်ဒီမောင်မညာတိုင်းပဲအိမ်မရနိုင်ပါတော့လေစင်မပြေတာလေးတွေတော့ပြောပြခြင်းနဲ့အချစ်ကလေးရဲ့ဟိုအချောင်းမျိုးမျိုးကြောင့်ကွယ်တို့နေရာကွယ်သွားမှာကိုဆိုတဲ့တကယ်ဆိုရင်ချင်တာတဲ့လုံးရှိကြမယ်လူတိုင်းပဲအရေးရမသေးကြတဲ့အချစ်မျိုးကိုမလိုလားတဲ့စင်မပြေတာလို့ရှိရင်တော့ဒီခံနိုင်ရကောင်းမယ်ဟိုအချောင်းမျိုးမျိုးကြောင့်ကွယ်ချစ်သူတွေကွယ်သွားတာဘာကြောင့်လဲဟိုအချောင်းမျိုးမျိုးကြောင့်ကွယ်ချစ်သူတွေကွယ်သွားတာဘာကြောင့်လဲချစ်သူတွေကွယ်သွားတာဘာကြောင့်လဲချစ်သူတွေကွယ်သွားတာဘာကြောင့်လဲအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ